တိုက်ပွဲပြင်းထန်နေတဲ့ကြောင်မဲမြို့နယ်နောင်ပင်ကျေးရွာမှာစစ်ကောင်စီတပ်ဘက်ကလေကြောင်းတိုက်ခိုက်မှုတွေပါဝင်အစိမ့်ငွေဘုံတွေပါအတုံးပြုတ်ပြီးတိုက်ခိုက်နေတယ်လို့ရှေ့တန်းစစ်မြေပြင်မှာရှိနေသူတွေကပြောပါတယ်။မနေ့စက်တင်ဘာ9ရက်မှာနောင်ပင်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဘက်ကဒရုန်းအတုံးပြုတ်ပြီးအစိမ့်ငွေဘုံတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ TNA တပ်ဖွဲ့ဝင်တွေကပြောပါတယ်။ဒီနေ့စက်တင်ဘာ6ရက်ထိတိုက်ပွဲတွေဟာနောင်ပင်ကျေးရွာနဲ့ပင်သိမ်ကျေးရွာတွေမှာဆက်လက်ပြင်းထန်နေပြီးတန်းတပ်ဘက်ကလည်းစစ်ကောင်စီရဲ့ထိုးစစ်ကိုအပြင်းထန်ခုခံနေစေဖြစ်ပါတယ်။နောင်ပိန်တိုက်ပွဲမှာစစ်ကောင်စီတပ်ဘက်ကစစ်အင်အားရာနဲ့ချီတုံးပြပြီးတိုက်ခိုက်နေတယ်လို့ဒရုန်းလက်နက်ကြီးလေကြောင်းတိုက်ခိုက်မှုတွေကိုဆက်လက်လှုပ်ဆောင်နေတာကိုတွေ့ရပါတယ်။ဒီကနေ့စက်တင်ဘာ4ရက်နေ့မှာလည်းတန်းတက်ထိန်းချုပ်ထားတဲ့ကြောင်မဲမြို့နယ်နိုင်အခန့်အုပ်စုမမှန်ကုန်းတာကျေးရွာမှာစစ်ကောင်စီတပ်ဘက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့်လင်မယားနှုတ်ပွဲချင်းပြီးတေဆုံးသွားခဲ့တယ်လို့သိရပါတယ်။နောင်ပိန်ကျေးရွာမှာစစ်ကောင်စီနဲ့ TNA တပ်တို့ကြားတိုက်ပွဲပြင်းထန်နေတာ3ပတ်ကြာရှိလာပြီဖြစ်ပြီးတောင်းနဲ့ချီတဲ့ဒေသခံတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့နောင်ပိန်နဲ့ပင်သိမ်ကျွော်ဟာကြောင်မဲမြို့နဲ့15မိုင်တာကွာဝေးပြီးပင်သိမ်နဲ့နောင်ပိန်ကျွော်ကိုလက်လွတ်ခဲ့ရရင်ကြောင်မဲမြို့ဘက်ကိုစစ်ကောင်စီအလွယ်တကူထိုးဖောက်ဝင်ရောက်လာနိုင်ကြောင်းရှီတဲ့စစ်မြေပြင်မှာရှိနေသူတွေကပြောနေကြပါတယ်ခင်ဗျာ။